this နဲ့တွဲနေတဲ့အချိန်ပြစကားလုံး time expressions တွေဖြစ်တဲ့ this morning, this evening, this week, this month, this year စတဲ့အချိန်ပြစကားလုံးတွေဟာပြောတဲ့အချိန်ပေါ်မူတည်ပြီးတော့ tense ၃မျိုးလောက်နဲ့တွဲသုံးလို့ရတာကိုတွေ့ရပါတယ်။ဥပမာ I'm cleaning the house this morning ဆိုရင်တော့ this morning ကို present continuous tense နဲ့တွဲသုံးထားတာတွေ့ရပါတယ်။ဒါကပြောတဲ့အချိန်ကမနက်ခင်းပိုင်းမှာပဲဖြစ်ပြီးတော့ဒီမနေ့မှာကိုအိမ်တန်းရှင်းရေးလုပ်မယ်ဆိုတာကိုဖော်ပြတဲ့သဘောဖြစ်ပါတယ်။ present continuous ရဲ့အသုံးအနှုန်းတစ်မျိုးကတော့မဝေးတဲ့အနာဂတ်တစ်ခုမှာတစ်စုံတစ်ခုလုပ်ဖို့ကြံရွယ်ထားတာကိုဖော်ပြတဲ့အခါမှာသုံးလို့ရပါတယ်။နောက်တစ်ခါ I have cleaned the house this morning ဆိုရင်တော့ this morning ကို present perfect tense နဲ့တွဲသုံးထားတာတွေ့ရပါတယ်။ဒါကလည်းပြောတဲ့အချိန်ကမနက်ခင်းပိုင်းမှာပဲဖြစ်ပြီးတော့ပြောတဲ့အချိန်မှာအိမ်တန်ရှင်းရေးလုပ်ပြီးသားဖြစ်နေတာကိုဖော်ပြတဲ့သဘောသက်ရောက်ပါတယ်။နောက်တစ်ခုကတော့ I cleaned the house this morning ဆိုရင် this morning ကို simple past tense နဲ့တွဲသုံးထားတာတွေ့ရပါတယ်။ဒါကတော့ပြောတဲ့အချိန်ကနေ့လယ်ခင်းပိုင်းသို့မဟုတ်ညနေခင်းပိုင်းလိုအချိန်မျိုးမှာဖြစ်ပြီးတော့မနက်ကကိုအိမ်တန်ရှင်းလုပ်ခဲ့ကြောင်းဖော်ပြတဲ့သဘောဖြစ်ပါတယ်။ဆိုတော့ဒါက English grammar မှာတချို့သောအရာတွေဟာတရသည်ပုံသည်သတ်မှတ်လို့မရဘူးဆိုတာကိုဖော်ပြတဲ့သဘောဖြစ်ပါတယ်။ Good luck to you all.